ကျွန်တော်တို့ဘက်အစွန်ဘက်ဆုံးထိရောက်ပြီဆိုလို့ရှိရင်အဲ့ဒီထဲမှာဟိုအဲ့တိုင်းပဲအဲ့ဒီကြားတဲ့ပေါက်တွေကိုထည့်မယ်ဒါရှိ3ခါထိုးမယ်2ခါ3ခါဒီရှိကျွန်တော်ဖုန်းမီ3ခါတက်မှာပေါ့နော်3ခါတက်ပြီလို့ရှိရင်အဖက်ကိုလမ်းမယ်အဖက်ကိုလမ်းပြီးတော့မှအဲ့တိုင်းပဲဟိုဘက်ကိုတိုက်ရှိတောင်းတိုက်စီထိုးသွားပြလိုက်ပါမယ်နှစ်တိုင်းတောင်းတိုက်ခါတိုင်းပေါက်စားလိုမျိုးပဲတောင်းတိုက်စီထိုးသွားရမှာပေါ့နော်တောင်းတိုက်ဟိုဘက်ဟိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီပုံမှန်ပေါက်တယ်မှာပဲတိုက်ရှိတောင်းတိုက်ထိုးရမှာပေါ့နော်ပြလို့ရှိရင်အဲ့ဒီဖုန်းမီထိုးထားတဲ့အပေါက်ဖုန်းမီတက်ထားတဲ့အပေါက်တွေကိုတိုက်ရှိတောင်းတိုက်ထိုးမယ်ကျွန်တော်တို့ရောပေါက်လို့ဆိုလို့ရှိရင်တော့တိုက်ရှိတောင်းတိုက်ပဲထိုးသွားပေးလို့ရပါတယ်အဲ့ဒီဖုန်းမီတက်ထားတဲ့အပေါက်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းမီတောင်းတိုက်ရှိတောင်းတိုက်ပြီးတော့ဖုန်းမီတစ်ခါပြီးတော့တိုက်ရှိတောင်းတိုက်စုစုပေါင်းကျွန်တော်တို့6တိုင်ထိုးရမှာဖြစ်ပါတယ်နှစ်တိုင်နောက်ထပ်3တိုင်ဒီပါဆိုလို့ရှိရင်တော့ဖုန်းမီတက်ဆရာမလို့ပေါ့နော်ဒီရောတိုင်ရှေ့တောင်းတိုင်ပဲထိုးသွားပေးရမှာမယ်တောင်းတိုင်ဒီနားပေါင်းမှာလည်းတိုင်ရှေ့တောင်းတိုင်ဖုန်းမီတစ်ခါရပြီးတော့နောက်ထပ်တိုင်ရှေ့တောင်းတိုင်အဲ့လိုပဲထိုးသွားပေးရပါမယ်ဒီတိုင်းကြည့်ပြီးတော့မှလိုက်ထိုးကြည့်ပါလွယ်လေးပါပဲပေါက်စားတိုင်းပဲဟိုဘက်ထိကိုထိုးသွားပေးရပါမယ်ကျွန်တော်တို့ထိုးလာပြီးဆိုလို့ရှိရင်ဟိုဘက်စွန်ထိကိုကျွန်တော်တို့ထိုးသွားပေးလိုက်ပါမယ်ဘက်စွန်ရောက်ပြီဆိုလို့ရှိရင်အဲ့ဒီရောပေါက်မှာတိုက်ရှည်3တိုက်ထိုးမယ်တိုင်ပြီးတော့နောက်ဆုံးအပေါက်ထိုးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပထမဆုံးထိုးခဲ့တဲ့ဖုန်းမီတက်ထားတဲ့3ခုရဲ့အဲ့ဒီကြားထဲမှာထည့်ပြီးတော့မှထိုးလိုက်ရောက်ပါပဲတိုင်3တိုင်ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းမီ3ခါတက်ပါนี่3ဟိုဘက်လိုက်ပြီးတော့မှပြန်ပြီးတော့ထိုးလာလိုက်ပါတိုင်အဲ့ဒီပေါက်စံတိုင်ပဲဆက်ပြီးတော့မှထိုးသွားလိုက်ပါတိုင်ဟိုဘက်ဒီစွန်ထိုးသွားမယ်ပြီးလို့ရှိရင်ရောပေါက်နေမှာကျွန်တော်တို့တောင်းတိုင်ပဲထိုးမယ်အဲ့ဒီကတောက်ဖြစ်နေတဲ့အချွန်ဖြစ်နေတဲ့အပေါက်တွေကိုကျွန်တော်တို့ဖုန်းမီတက်ထားတဲ့အပေါက်တွေကိုကျွန်တော်တို့6တိုင်ထိုးသွားပေးရပါမယ်တိုက်ရှိ3ခါပြီးတော့ဖုန်းမီတစ်ခါပြီးတော့တိုက်ရှိ3ခါအဲ့လိုမျိုးထိုးသွားပေးရပါမယ်ပြီးတော့ဟိုဘက်အစွန်ရောက်ပြီဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ဖုန်းမီ3ခါထိုးထားတဲ့အပေါက်တွေကိုထည့်မယ်ပြီးတော့တိုက်ရှိ3တိုက်ထိုးရပါမယ်အပေါက်စားတိုင်းပဲအစွန်ဘက်ကိုကျွန်တော်တို့ဆက်သွားပေးပါပြီးလို့ရှိရင်ဖုန်းမီ3ခါထိုးမယ်ဟိုဘက်လမ်းမယ်ပြီးလို့ရှိရင်ပုံမှန်တိုင်းပဲဆက်သွားပေးလိုက်ပါမယ်တိုက်ရှိ3ခါပုံမှန်တိုင်းပါပဲဒီတိုင်းပဲထိုးသွားပေးလိုက်ပါဟိုဘက်အစွန်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဖုန်းမီ3ခါထိုးတာအပေါက်တွေကိုတိုက်ရှိ3တိုက်ထိုးပြီးတော့ဆက်ပြီးတော့မှအဖက်ကိုပြတ်ထိုးလာအဲ့လိုမျိုးလောက်လိုက်အောင်ပါပဲပြီးလို့ရှိရင်အဲ့တိုင်းပဲအချွန်ဘက်ကိုတိုက်ရှိ3တိုက်ဖုန်းမီတစ်ခါတိုက်ရှိ3တိုက်ထိုးထားမယ်ရောပေါက်တွေကိုကျတော့ကျွန်တော်တို့တိုက်ရှိ3တိုက်အဲ့လိုထိုးထားပေးလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးအဲ့ဒီတချမ်းပေါက်စံမျိုးဖြစ်လာမှာဖြစ်ပါတယ်အဲ့လိုပေါက်စံမျိုးကျွန်တော်တော့အပြာရော10ခါထိုးသွားလိုက်ပါတယ်
စုပေါကြတော့20ခါပြင်မှာပေါ့နော်တချမ်းကို10ခါဆိုတော့လေအချိန်ကျကျွန်တော်တို့အညွှအောင်နဲ့ဆက်မှဖြစ်ပါတယ်ဒါရှိတောင်းတိုင်ထုံးမယ်ပြီးလို့ရှိရင်နောက်ဆုံးအပေါက်မှာမဆွဲဘဲနဲ့ကျွန်တော်တို့အစမ်းမရှိယူပြီးတော့အထဲကိုဆွဲထည့်မှဖြစ်ပါတယ်အညွှရအဲ့ထဲကိုဆွဲထည့်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဖုန်းမီ3ခါတက်မယ်ပြီးတော့ပုံနေတဲ့ရှင်တစ်ခုကျွန်တော်တို့ရှိထားလိုက်ပါမယ်ကြောက်ရှိကိုဖြတ်လိုက်လို့ရပါပြီပုံမီတောင်းခါတက်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘက်လန်ပြီးတော့မှပြတ်ပြီးတော့ထိုးလာလိုက်ပါမယ်ပေါက်စံအရင်ပေါက်စံအတိုင်းပါပဲဒါရှိတောင်းတိုင်းထိုးပြီးတော့မှအဲ့ပေါက်စံအတိုင်းပဲထိုးသွားပြလိုက်ပါမယ်အညွှာကျတော့ကျွန်တော်နှစ်ထပ်ထိုးထားပါတယ်